အားလုံးပဲမင်္ဂလာပါဗျာကိုရင်ချစ်ကြီးကတော့အားပေးစကားတော့ပြောရမှာပေါ့နော်အားပေးစကားဆိုတာထက်အဓိကကတော့ဖြစ်တင်ဖြစ်ထိုက်တဲ့အကြောင်းအရာလေးတွေဖြစ်နိုင်ခြေလေးတွေကိုပဲကျွန်တော်ကသုံးသပ်ပေးချင်တာပါအဲ့တော့ပြောမယ်ဆိုရင်တော့တောက်လျှောက်ပေါ့ဗျာကျွန်တော်ရဲ့တော်လန်ရေးကိုကတော့နိုင်မှာလို့ယုံကြည်တဲ့အတွက်ကြောင့်ကိုယုံကြည်တဲ့အတိုင်းတော်လန်ရေးကနိုင်ကိုနိုင်မှာပဲလို့ဒီနေ့ဒီလေယုံကြည်နေသေးပါဒါကြောင့်ဒီနေ့ဒီလေထပ်ပြောရမှာပဲသို့တော်လည်းဟာနိုင်မှာလို့ပြောရပါဖြစ်လို့အရန်ကြာနေတာလေဒီလူကြီးပြောရလဲမယုံတော့ဘူးကွာလို့ဖြစ်နေကြလဲရှိပါတယ်သို့တော်လည်းပဲတော်လန်ရေးကနိုင်မှာတော့တကယ်သိကြပါတယ်ရှုံးစရာအကြောင်းမရှိဘူးနိုင်ကိုနိုင်မဲ့ကြာနေတဲ့ပြဿနာကတော့ခေါင်းဆောင်မှုနဲ့အဆူစီးမှုလိုအပ်တယ်ဆိုတာလေလူတိုင်းလက်ခံထားတဲ့အတိုင်းတာမှာရှိပါတယ်အဲ့တော့လက်ရှိအနေထားကတော့ဘယ်လိုလဲဆိုရင်ကျွန်တော်တို့ကနိုင်ငံရေးအရာအားနည်းနေတဲ့အားနည်းချက်တွေကဘောအဓိကဒီတော်လိုင်းရေးရှေ့မရောက်ခြင်းအဓိကအကြောင်းရင်းကတော့စစ်ရေးထက်နိုင်ငံရေးအရာအားနည်းနေတဲ့အချက်တွေကြောင့်ဖြစ်တယ်နိုင်ငံရေးအားနည်းနေတဲ့အချက်တွေကိုပြုပြင်နိုင်မယ်ဆိုတော့နိုင်ငံတကာထောက်ခံမှုကလည်းရလာမှာဖြစ်တယ်လို့ပြည်တွင်းမှာရှိတဲ့ဒီစစ်ဖက်ဆိုင်ရာနော်အင်အားတွေကိုစုစည်းတဲ့နေရာမှာလည်းပို့ပြီးတော့ခီးရောက်သွားမှာဖြစ်ပါတယ်အဲ့တော့အခြေခံပြဿနာကိုကြည့်မယ်ဆိုရင်နိုင်ငံရေးအအားနည်းတဲ့ပြဿနာပဲဖြစ်တယ်အဲ့တော့နိုင်ငံရေးအားနည်းတဲ့ပြဿနာကိုဘယ်လိုဖြေရှာမလဲဘယ်လိုသွားမလဲဆိုတဲ့ကိစ္စတွေကိုကျွန်တော်တို့ကသုံးသပ်ရမှာဖြစ်တယ်အဲ့ဒီခါကျတော့ကျွန်တော်အနေနဲ့ကနောက်ပိုင်းအပြောကျဲပါအဓိကအကြောင်းအရာကအကြောင်းကပြောမှဆိုရင်ကျွန်တော်ကပြောစရာကုန်သွားပြီနော်ဒေါ်လာရင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောစရာကုန်သွားပြီထပ်ပြီးပြောစရာမရှိတော့ဘူးကျွန်တော်ကသတင်းအချက်လက်တွေကိုအဓိကမပြောဘူးဖြစ်တင်ဖြစ်တိုက်တဲ့အကျိုးအကြောင်းကိုဒါဝေဖန်သုံးသပ်တာပြတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ပြောနိုင်တဲ့အကြောင်းအရာကျွန်တော်ပြောချင်တဲ့အကြောင်းအရာကုန်သွားပြီဖြစ်လို့ကျွန်တော်တိတ်ပြီးတော့မပြောဖြစ်တာလဲပါပါတယ်သတင်းအချက်လက်တွေကိုပြောမယ်ဆိုတော့မြေပြင်နဲ့အဆက်မပြတ်နီးစပ်နေမှသာလေကိုပြောတဲ့အချက်လက်တွေကမှန်မှာပေါ့ဗျာအဲ့လိုအတိုင်းတာလေးတွေရှိပါတယ်အဲ့တော့လက်ရှိအနေထားနိုင်ငံရေးရဲ့အားနည်းနေတဲ့ဥစ္စာကိုကျွန်တော်တို့သုံးသပ်ရမယ်ဆိုလို့ရှင်တော့လက်ရှိထုံးစံအတိုင်းပဲကျွန်တော်မပြောချင်တဲ့ CRPH NUG အကြောင်းကိုပဲပြောရမှာပေါ့အဲ့တော့ဒီ CRPH ဆိုတာပါလေ CRPH ဆိုတာလွှတ်တော်ကိုစားပြုအဖွဲ့အစည်းလို့ခေါ်တာဘာကြောင့်လွှတ်တော်ကိုစားပြုအဖွဲ့အစည်းဖွဲ့ရလဲဆိုတဲ့အခါကျတော့လွှတ်တော်တစ်ခုလုံးကနော်အလုပ်လုပ်ဖို့ဆိုတာအဲ့အချိန်ကမဖြစ်နိုင်ဘူးเนาะဖန်စီခံရတာရှိရထွက်ပြေးနေကြရတာရှိရရှောင်တိန်နေကြရတာရှိရအဲ့လိုဖြစ်တဲ့အတွက်ကြောင့်ဒီလွှတ်တော်ကြီးတစ်ခုလုံးစူးစီးဖို့ဆိုတာတော့မဖြစ်နိုင်ဘူးအဲ့လိုမဖြစ်နိုင်တဲ့အတွက်ကြောင့်เนาะဒီလွှတ်တော်ရဲ့ကိုစားပြုဆိုပြီးတော့မှဒီလွှတ်တော်ကိုယ်စားလှယ်တွေအကုန်လုံးမပါဘဲနဲ့လွှတ်တော်ကိုယ်စားလှယ်တွေအားနေပြီးတော့မှယုံကြည်စွာခန့်အပ်လိုက်တဲ့ရွေးချယ်ခန့်အပ်လိုက်တဲ့လူတစုကိုလွတ်တော်ကိုစားပြုကော်မတီ CRPH ဆိုပြီးဖွဲ့စည်းလိုက်တာဖြစ်တယ်။ဒါနဲ့ပတ်သက်ပြီးတော့လည်း2022ခုလောက်ကတည်းကအတိုင်းပေါ့နော်ကျွန်တော်ကထောက်ပြခဲ့ပါတယ်။အဲ့ဒါဘာလဲဆိုလို့ရှိရင်တော့အခုချိန်မှာဘလိုပဲဖြစ်လွတ်တော်ကိုယ်စားလှယ်တွေအတိုင်းဒါတည်ငြိမ်သွားပြီဖြစ်တယ်။နော်ဒါကြောင့်လူချင်းမတွေ့ရရင်တောင်မှ online ကနေပြီးတော့မှစူစီဝေးလို့ရပြီဆိုတော့ဖြစ်တဲ့အတွက်ကြောင့်ဒီဥပဒေရဲ့ခုနတရားဝင်မှုကိုပုံမပြီးခိုင်မာသွားအောင်ဖူးလွတ်တော်လုပ်တဲ့နယ်ဆိုတာကို2022ကတည်းကကျွန်တော်ကထောက်ပြခဲ့ပါတယ်သို့တော်လည်းပဲဖူးလွတ်တော်မလုပ်ခဲ့ဘူးပေါ့အဲ့လိုနဲ့ CRPH ကိုစကန်သွားလာလိုက်တာဒီနေ့9နှစ်ပြည့်တဲ့အတိုင်းတောင်ရောက်သွားပြီပြောမယ်ဆိုရင်တော့လေဒီ legitimacy ဒီလွတ်တော်တက်တန်းပြည့်သွားတဲ့အချိန်မှာနော်ပြောမယ်ဆိုတော့ဒါအပြီးဆုံးသွားပြီလို့ပြောလို့ရပါတယ်တစ်ဖက်ကကြည့်မယ်ဆိုရင်လည်းကျွန်တော်တို့ကမပြီးဆုံးသေးဘူးဆက်ပြီးလက်ခံထားမယ်ဆိုတော့လက်ခံထားလို့ရပါတယ်ဘာလို့လဲပြည်သူလူထုကရွေးကောက်ခဲ့တာ哦အဲ့တော့အခုချိန်မှာတော့ကျွန်တော်တို့ကနိုင်ငံရေးရခီးမရောက်တဲ့အတိုင်းတာဒီမှာအားလုံးကိုသုံးသပ်မယ်ဆိုလို့ရှိရင်เนาะ NUG ကအစိုးရတစ်ခုနဲ့ရှေ့တန်းထွက်နေရပြီပဲတကယ်တော့နိုင်ငံရေးအားနည်းမှုဖြစ်စဉ်တွေအားလုံးဒီCRPH ကြောင့်ဖြစ်တယ်နောက်တော့ NUG နဲ့ CRPH ဆိုတာလေတယောက်တည်းနဲ့နှစ်ဖက်ခွပါနေတာဖြစ်တော့ကြောင့် CRPH လည်းဒီလိုပဲ NUG လည်းဒီလိုပဲဒါကြောင့်မလို့ဒါကိုလည်းကွဲပြားအောင်လုပ်ပါလို့2022ကတည်းကကျွန်တော်ထောက်ပြခဲ့ပါတယ်တိုးတော့လည်းအဲ့ဒါကိုလည်းအစားထိုးတာတို့ခန့်အပ်တာတို့မလုပ်ခဲ့ပဲနဲ့ဒီလူကပဲ CRPH ဒီလူကပဲခုနပါနော်NUG ဘောင်းမီဝက်လိုက်ပစိုးဝက်လိုက်ပြောင်းတယ်လို့ပဲအဲ့လိုဖြစ်နေတဲ့ပုံစံဖြစ်တဲ့ကြောင့်ဒါကြီးကလည်းပဲအမတန်မှရုပ်ပြက်တဲ့ကိစ္စတစ်ခုဖြစ်တယ်ပေါ့ဒါပေမဲ့တော့အခုလို9နှစ်တာကာလရောက်လာတဲ့အတိုင်းတာကြရင်တော့ဒီ CRPH ကိုပြင်ဆင်ဖွဲ့စည်းဖို့တော့မဟုတ်ဖြတ်သိမ်းပြီးတော့ဖူးလွတ်တော်လုပ်ဖို့ဆိုတာမျိုးကတော့ကျွန်တော်ကအကြံပြုချင်ပါတယ်ဒီကိုတည်းကအခုဆိုရင်ပေါ့ဗျာကျွန်တော်တို့ကလွတ်တော်အနေနဲ့ပြောမယ်ဆိုလို့ရှိရင်တော့အခုလွတ်တော်ရှိထားတဲ့လွတ်တော်ကိုယ်စားလှယ်တွေကတချို့ဆိုလို့ရှိရင်ကျွန်တော်တို့ကဆုံးသွားတာရှိမယ်အဖမ်းခံရတာရှိမယ်နောက်
စိတ်မပါလို့ထွက်သွားကြရလည်းရှိမှာအထိုက်လျောက်တော့ရော့သွားကြမှာရော့သွားကြတဲ့အခါကျတော့ဒီအချိန်မှာ CRPH ကိုနော်ဖြတ်သိမ်းပြီးတော့လွတ်တော်ပြင်ဆင်ဖွဲ့စည်းရေးကိုဘယ်လိုလုပ်မလဲထားလိုက်ပါ legitimacy ရကျွန်တော်တို့ကဒီလွတ်တော်ကဒီဟို9နှစ်တက်တန်းပြည့်သွားပြီပဲဆက်လက်တရှိနေတယ်လို့လည်းကျွန်တော်ယူဆလိုက်အဲ့လိုယူဆလိုက်ပြီးနောက်ပိုင်းမှာကျွန်တော်တို့ဒီလွတ်တော်ကိုပြင်ဆင်ဖွဲ့စည်းဖို့ဆိုတာကျွန်တော်တို့လုပ်ဖို့လိုတယ်နံပါတ်1ကတော့ CRPH ကိုပြင်ဆင်ဖွဲ့စည်းရ9နှစ်ရှိပြီဗျာမငင်းွယ်ဘူးလားဒီ CRPH ကလူတွေအပြင်ဒီလွတ်တော်ကိုယ်စားလှယ်တွေထဲမှာရောဒီလောက်အရေးချင်းရှိတဲ့လူတွေမရှိတော့ဘူးလားအစားထိုးစရာမရှိဘူးလားလဲစရာမရှိဘူးလားသို့မဟုတ်သူတို့ကပဲတိတ်ပြီးမှန်နေတယ်ထင်လို့လားအဲ့တော့ဒါမှမဟုတ်လေတခြားလွတ်တော်ကိုယ်စားလှယ်တွေကကြောက်နေရတာလားသူတို့ရည်ချင်းကိုမရှင်ရဲတာလားဘာသာမှမထွက်ဘူးဖြစ်ဒါကြီးကအင်မတန်မှဝမ်းနည်းဖို့ကောင်းတယ်မဲပေးတဲ့လူတွေအတွက်အင်မတန်မှဝမ်းနည်းဖို့ကောင်းတဲ့ကိစ္စကြီးတစ်ခုအင်မတန်မှနောင်တရဖို့ကောင်းတဲ့ကိစ္စကြီးတစ်ခုလို့ဖြစ်တယ်ပေါ့အဲ့တော့လွတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ CRPH ကိုဝေဖန်သုံးသပ်တာနောက်တစ်ခုက CRPH ကိုပြင်ဆင်ဖွဲ့စည်းဖို့တောင်းဆိုတာ CRPH ကိုလူစားလဲတာကိုကျွန်တော်တို့စ조사တာတွေမတွေ့ရဘူးတခြားလွတ်တော်ကိုယ်စားလှယ်တွေရဲ့အတန်ကိုထူးထူးခြားခြားမကြားဘူးမကြားတဲ့ခါကျတော့ကျွန်တော်တို့မဲပေးရတဲ့လူတွေအတွက်တိတ်ဝမ်းနည်းဖို့ကောင်းတယ်တိတ်လည်းနောင်တရဖို့ကောင်းတယ်ပေါ့ဗျာအဲ့လိုမျိုးတွေဖြစ်တယ်အဲ့တော့အခုကတော့9နှစ်ပြည့်သွားတဲ့အချိန်မှာဒီလွတ်တော် CRPH ကိုဖျက်သိမ်းပြီးတော့နော်ဖူးလွတ်တော်လုပ်ရင်တော့ပိုကောင်းတယ်ဖူးလွတ်တော်လုပ်မယ်ဆိုရင်လည်းအခုလည်း online နဲ့ပဲစကားပြောနေကြတာဘာထူးမှလဲအဲ့တော့online နဲ့ပဲဖူးလွတ်တော်အနေနဲ့လွတ်တော်ကိုဘာလို့ဆက်ပြီးခီးသွားရင်မကောင်းဘူးလားနောက်တစ်ခုကတည်ဆုံးသွားတဲ့လူတွေထောင်ကျသွားတဲ့လူတွေထွက်သွားတဲ့လူတွေကအစားထိုးပြီးတော့တက်ဆိုင်ရာနယ်မြေတွေမှာရွေးချယ်ရင်မကောင်းဘူးလားနောက်တစ်ခါပြည်နယ်နဲ့ပတ်သက်တဲ့နေရာတွေပေါ့ပြည်နယ်နဲ့ပတ်သက်တဲ့နေရာတွေမှာကြတော့လေပဲခုနကတော့တက်ဆိုင်ရာပြည်နယ်မှာရှိတဲ့အဖွဲ့အစည်းတွေရဲ့ဟာနေရွေးချယ်ပြီးတဲ့ကိုယ်စားလှယ်တွေကိုတော့ပြန်ပြီးတောင်းဆိုပြီးအစားထိုးရင်မကောင်းဘူးလားဥပမာဆိုကြပါစို့ကချင်ပြည်နယ်ကလွတ်တဲ့ကိုယ်စားလှယ်ဆိုပါစို့အဲ့ကိုယ်စားလှယ်ကိုအခု9နှစ်ပြည့်ချိန်မှာအနားပေးလိုက်တော့အနားပေးလိုက်ပြီးတော့ကချင်ပြည်နယ်မှာရှိတဲ့ KNA တို့ဘာတို့ကပါပေါ့နော်ထောက်ခံတဲ့ဒုစရနေဒီလွတ်တော်ကိုယ်စားလှယ်ဒီလွတ်တော်ကိုယ်စားလှယ်အစားထိုးပြီးတော့မှကိုယ်စားလှယ်ပေးဖို့တောင်းဆိုပြီးတော့မှတိုင်းရင်းသားအဖွဲ့အစည်းတိုင်းရင်းသားနယ်မြေတွေကပါဒီလွတ်တော်ကိုယ်စားလှယ်တွေအစားထိုးပြီးတော့ဒီလွတ်တော်ပြည်ထောင်စုလွတ်တော်အနေနဲ့ခိုင်မာအောင်ပြန်လုပ်ရင်မကောင်းဘူးလားလို့ဆိုရက်စိတ်ကူးတစ်ခုရလာပဲဒါမှသာလျှင်ကျွန်တော်တို့ကအားလုံးပါဝင်တဲ့အားလုံးပါဝင်တဲ့ပုံမူပြီးတော့ကျေပြန့်တဲ့လွတ်တော်တစ်ခုဖြစ်လာမယ်ဒါဆိုလို့ရှိရင်ပို့ပြီးတော့လည်းတရားဝင်မှုဖြစ်ပြီးတော့မှနိုင်ငံတကာအတွက်ပြရုံလည်းပိုကောင်းတယ်လို့ကျွန်တော်ကယူဆပါတယ်ဒါကြောင့်ပထမဆုံးဖြစ်စေချင်တာကတော့လက်ရှိ CRPH ကိုဖျက်သိမ်းပြီးလို့ရှိရင်ဖူးလွတ်တော်အဖြစ်ပြောင်းမှာဖူးလွတ်တော်အဖြစ်ပြောင်းတဲ့အခါမှာလည်းပဲတည်ဆုံးသွားတဲ့လူတွေဖမ်းခံရတဲ့လူတွေအနေထားမျိုးအရာလက်လျှော့ထွက်သွားတဲ့လူတွေကိုလည်းတနည်းနည်းနဲ့အစားထိုးဖို့စ조사ပါလို့ကျွန်တော်ပြောချင်တယ်အဲ့ဒီအပြင်တခြားဒီ EU အားကောင်းတဲ့ပြည်နယ်တွေမှာရှိတဲ့နေရာမှာကြာလို့ရှိရင်လည်းလက်ရှိလွတ်တော်ကိုယ်စားလှယ်ရှိနေသည့်တိုင်အောင်အဲ့ဒီလက်ရှိလွတ်တော်ကိုယ်စားလှယ်ကိုအနားပေးလိုက်ပြီးတော့မှဒီတက်ဆိုင်ရာတိုင်းရင်းသားခေါင်းဆောင်တွေစီကနေပြီးတော့ကိုယ်စားလှယ်အဖြစ်တောင်းတင်တယ်လို့ကျွန်တော်ကယူဆပါတယ်ဒါမှသာလျှင်ပြည်ထောင်စုကိုကိုစားပြုတဲ့အစိုးရအဖွဲ့အစည်းလွတ်တော်အဖွဲ့အစည်းအဖြစ်ရပ်တည်နိုင်မှာပါအဲ့လိုမျိုးအစားထိုးပြီးတော့မှတချို့တည်သွားတယ်တချို့မရှိတော့ဘူးဆိုလို့ရှိရင်လည်းပဲတက်ဆိုင်ရာမြေပြင်မှာရှိတဲ့အဲ့ဒီ KI အဲ့မြို့နယ်တင်မှာရှိတဲ့မြေပြင်မှာလက်လန်းမိသလောက်အဖွဲ့အစည်းတွေစီရဲ့သဘောထားနဲ့ကျွန်တော်တို့ကကိုယ်စားလှယ်တောင်းပြီးတော့မှဒါတွေအစားထိုးခန့်တင်တယ်အဲ့လိုခန့်ပြီးတော့မှပြည်ထောင်စုတစ်ခုလုံးနဲ့ဆိုင်တဲ့လွှတ်တော်ကိုကျွန်တော်တို့က online ရပဲခေါ်ဖို့အဲ့လိုစူးစီးပြီးတော့မှအဲ့ထက်ကနေပြီးတော့တခုလုံးမဟုတ်ဘူး CRPH ပဲပြန်ဖွဲ့မယ်ဆိုရင်အဲ့ထက်ကနေမှခေါင်းဆောင်အသစ်တွေကိုရွေးချယ်ပြီးတော့CRPH အသစ်ကိုပြန်ဖွဲ့ဖို့လိုမယ်လို့ထင်တယ်အဲ့လိုလုပ်မယ်ဆိုရင်တော့ဒါကျွန်တော်တို့ကဒီ CRPH NUG ရဲ့သဘောထားကြီးနဲ့အာဏာကိုစုပ်ကိုင်မထားပဲနဲ့အားလုံးပါဝင်တဲ့ပြည်ရင်ပြောင်းလဲမှုကြီးကိုလုပ်တယ်ဆိုရင်တော့ပြည်သူတွေကလည်းအရန်ဝမ်းသာမှာဖြစ်တယ်တော်လိုင်းရဲ့ဖွဲ့စည်းနဲ့လူငယ်တွေလည်းအားတက်သွားမှာဖြစ်သလိုနိုင်ငံတကာကလည်းထောက်ခံဖို့အတွက်အရန်ကိုအားရှိသွားမှာဖြစ်တယ်ဒါကျွန်တော်မြင်တဲ့အခုအချိန်မှာလောက်ရမယ်နိုင်ငံရေးပြည်ရင်မှုပြောင်းလဲမှုအပိုင်းပေါ့အဲ့တော့ဟုတ်ပြီလွတ်တော်ပိုင်းဆိုင်ရာပြည်ရင်ပြောင်းလဲပြီးသွားပြီဆိုတဲ့အခါကျတော့မှကျွန်တော်တို့ကအစိုးရအဖွဲ့ကိုပြည်ရင်ပြောင်းလဲဖို့လောက်ရမယ်အဲ့ဒီကမှလည်းလက်ရှိ NUG ကိုဖျက်သိမ်းလိုက်လက်ရှိ NUG ကိုဖျက်သိမ်းလိုက်ပြီးလို့ရှိရင်ခုနကဒီလွတ်တော်ကနေပြီးတော့မှသဘောထားပေးတဲ့သူတွေရဲ့တခါခုနသက်ဆိုင်ရာပြည်နယ်အသီးသီးမှာရှိရဲ့ဒီ EAO အဖွဲ့အစည်းတွေကနေပြီးတော့မှဒါပေးလာတဲ့လူတွေနဲ့ပူးတွဲပြီးတော့မှကျွန်တော်တို့ကဒီ NUG အစိုးရအသစ်ပြည်ထောင်စုကိုစားပြုပြည်ထောင်စုကိုစားပြုတကယ့်ကိုခုနကတော့အဖွဲ့အစည်းအသီးသီးကနေပါဝင်တဲ့တကယ့်အမျိုးသားညီညွတ်ရေး
နော်အစိုးရအသစ်ကြီးကိုပြန်ပြီးဖွဲ့ဖို့လိုလိမ့်မယ်လို့ထင်ပါတယ်အဲ့လိုဖွဲ့မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကခုနလိုပေါ့နော်တကယ်ကိုအားလုံးကနေပြီးတော့မှလက်ခံတဲ့ကြိုးဆိုတဲ့အားလုံးပူးပေါင်းပါဝင်တဲ့နော်အဖွဲ့ကြီးဖြစ်သွားမယ်ဆိုရင်နိုင်ငံတကာထောက်ခံမှုလည်းကျွန်တော်ရမှာဖြစ်ပါတယ်အဓိကမှာတော့ဒီအစိုးရဖြစ်တဲ့အတွက်ကြောင့်အရင် NUG အစိုးရအနေနဲ့ကတော့အစိုးရအသစ်ကိုတောင်းခံပါလိမ့်မယ်ပြည်အရင်ဖြတ်တန်းခဲ့တဲ့9နှစ်တာစီရင်စရာတွေနဲ့မှတ်တမ်းတွေအကုန်လုံးတော့လွှဲပြောင်းပေးဖို့တော့လိုပါမယ်ဒါကတော့အခက်ဆုံးပြဿနာတစ်ခုအနေနဲ့ဖြစ်သွားနိုင်တာပေါ့သို့တော်မလွှဲမဲ့တွေဒီအချိန်မှာလောက်ရမှာအရေးကြီးတဲ့နိုင်ငံရေးအပြောင်းလဲရတော့ဒါပဲ CRPH ကိုဖြတ်သိမ်းရမယ်အသစ်ပြန်ဖွဲ့ရမယ်NUG ကိုဖြတ်သိမ်းရမယ်အသစ်ပြန်ဖွဲ့ရမယ်ပြန်ဖွဲ့တဲ့အခါမှာကြဲကြဲပြင်းပြင်းဖွဲ့ရမယ်ဒါကတော့ကျွန်တော်အကြံပြုခြင်းတဲ့အပိုင်းမှာအဲ့လိုလုံးမသားလျင်ပို့ပြီးတော့ကောင်းမွန်တဲ့အနေအထားကိုရောက်သွားမှာအဲ့ဒါပြီးတော့မှကျွန်တော်လုံခြုံရေးဆိုင်ရာစစ်တပ်ပိုင်းစစ်တပ်နဲ့ပတ်သက်တာတွေပါတုံးလုံးတွေလာပါလာဖာဆိုတာနဲ့ပတ်သက်ပြီးတော့လဲကျွမ်းကျင်နားလည်တဲ့သူတွေနဲ့နော်အသစ်ပြန်လဲဖွဲ့စည်းတဲ့နယ်နော်ဖွဲ့စည်းပုံတွေပြောင်းတဲ့နယ်နောက်တော့ခေါင်းဆောင်မှုပိုင်းတွေပြောင်းတဲ့နယ်စနစ်တကျကြစ်လေးနဲ့ပါအောင်လုပ်တဲ့နယ်အဲ့ခါမှာတခါတည်းလက်စာတဲ့ local PDF တွေကိုလည်းပူးပေါင်းဖို့ဖိတ်ခေါ်ပြီးတော့မှဒီတခုတည်းသောတပ်မတော်ကြီးတော့မဟုတ်တခုတည်းသော alliance တပ်ပေါင်းစုကြီးဖြစ်အောင်ပေါ့နော်ဒါပူးပေါင်းလိုက်မယ်ဆိုရင်တော့နိုင်ငံရေးပြည်ပြောင်းလဲမှုရအရန်ကိုကောင်းမယ်လို့ထင်ပါတယ်အဲ့တော့ဒါကတော့လက်ရှိနေထားမှာလောက်ရမယ်နိုင်ငံရေးအပြောင်းလဲနဲ့ပတ်သက်ပြီးကျွန်တော်မြင်တာကိုပြောတာပါကျန်တဲ့အတိုင်းဒါကတော့ပြောမယ်ဆိုရင်တော့ကျွန်တော်တို့လက်ရှိတော်လန်ရေးသည်ခုနရက်တက်မနေဘူးရှေ့ကိုသွားနေဒါလည်းအများနဲ့ပြောနေတဲ့စကားပေါ့တစ်ဖက်မှာလည်းပဲဟိုဘက်ကနေပြီးတော့တကယ်ကိုလူမဆန်အောင်တတ်တာဖြတ်တာအရက်ဖက်ပြစ်မှတ်တွေကိုဘုံကျဲတာပါရာမူတာမော်တာတွေနဲ့လာပြီးတော့ပြစ်တာခတ်တာဆိုတဲ့ကိစ္စကြသူကလည်းတော့လျှောက်လို့သူ့ဘက်ကတော့ရှင်းတယ်သူကတော့ရွေးကောက်ပွဲပဲလုံးလုံးမလုံးလို့ဒီအာဏာကိုဘယ်တော့မှပြန်ပေးဖို့အစီအစဉ်မရှိဘူးသူကတော့အမြဲတမ်းတပ်မတော်ကနေပြီးတော့အာဏာကိုဆွတ်ကင်ထားဖို့သူကကြိုးစားမှာပဲခုဘက်ကတော့မရအောင်တိုက်ယူအောင်မှာကိုကိစ္စပဲဖြစ်တယ်အဲ့တော့လက်ရှိအနေထားအရကျွန်တော်တို့ဒီတော်လန်ရဲ့အတိုင်းအတာဒီကျွန်တော်တို့ဘက်မှာလည်းအတွေ့အကြုံတွေရလာပြီဘယ်လိုပဲဖြစ်ဖြစ်လေရင်ဘုံကိုရှောင်တဲ့အတွေ့အကြုံရတယ်လို့ဟလားစစ်ရှောင်တဲ့အတွေ့အကြုံတိုက်ပွဲကိုခုနကဘယ်အချိန်မှာရှေ့တိုက်မလဲဘယ်အချိန်မှာခွာပြီးဘယ်အချိန်မှာပြန်တိုက်မယ်ဘယ်အချိန်မှာမြို့သိမ်းမယ်ဆိုတဲ့အတွေ့အကြုံတွေလည်းပို့ပြီးရလာတယ်လို့လက်နက်အင်အားတွေလည်းပို့ပြီးစုဆောင်းမိလာတဲ့အတိုင်းတာသူ့ဟာနဲ့သူရှိပါတယ်အဲ့တော့တော်လိုင်းရေးအတိုင်းတာဒီဘယ်လိုပဲဖြစ်ဖြစ်အရွေ့တစ်ခုကရှေ့ကိုရှိနေတယ်ကျန်တာကတော့အခု ICC ပြဿနာကလည်းဒီစစ်ကောင်စီအတွက်ကတကယ်ကိုအကြီးကျယ်ပြဿနာတစ်ခုပါနော်ပြီးခဲ့တဲ့ဘက်ကလိုက်မှာကျွန်တော်ပြောဖို့ဒါလေးကိုကြံသွားတယ်ပေါ့ ICC ပြဿနာအနေနဲ့ကတော့ပြောမယ်ဆိုတော့နိုင်မယ်ရှုံးမယ်ဆိုတော့50ပဲ50အတိုင်းတာပဲရှိပါတယ်တိုးတော်လည်းပဲခုနပေါ့နော်ဟို ICC မှာ ICJ မှာရှုံးခဲ့လို့ရှင်တော့ ICC မှာခုနဒီမင်းအွန်လိုင်းနဲ့ဒီကျူးလွန်တဲ့လူတွေကတော့ဆက်ပြီးတရားစွဲခံရမှာဖြစ်တဲ့အတွက်ကြောင့်သူတို့ကပို့ပြီးတော့ကြက်တဲတဲ့အကြက်တဲဘက်ကိုရောက်သွားမှာပါအဲ့ဒါကလည်းခုနကပေါ့နော်ကျွန်တော်တို့အတွက်ကောင်းမွန်တဲ့အချက်တော်လိုင်းအတွက်တော့ကောင်းမွန်တဲ့အချက်လည်းတစ်ခုပဲဖြစ်တယ်အရေးကြီးဆုံးကတော့ဘာပဲဖြစ်ဖြစ်ကျွန်တော်ရင်ဆိုင်လို့ရတယ်ဒီစစ်အာဏာရှင်ပျက်စီးသွားဖို့စစ်အာဏာရှင်မျိုးတုံးသွားဖို့ပဲအရေးကြီးပဲကျန်တဲ့ပြဿနာကကျွန်တော်တို့ဖြေရှင်းလို့ရတယ်အရေးကြီးဆုံးဒီစစ်အာဏာရှင်အမြင့်ပြတ်ဖို့အတွက်ပဲဖြစ်တယ်အဲ့တော့လက်ရှိအနေထားကနောက်တစ်ခုကတော့ကြားဖြန့်ပြဿနာပေါ့ကြားဖြန့်ပြဿနာကလည်းဒီမိနစ်တစ်နေ့ကပဲအမေရိကန်နဲ့ဒီအာဆီယံနဲ့ပူးပေါင်းတဲ့ကြားဖြန့်နေနေရေးကိစ္စတွေကလည်းနောက်ထပ်ပြီးတော့သူတို့တစ်ဆင့်တက်ဖို့အတိုင်းအတာတွေရှိပါတယ်အဲ့လိုအတိုင်းအတာတွေတက်လာလို့ရှိရင်ကြားဖြန့်နဲ့ပတ်သက်ပြီးတော့မှဒီစစ်ကောင်စီနဲ့ဒီ BGF အဖွဲ့တွေကနေပြီးတော့ပြည်တွင်းမှာကြားဖြန့်တွေကိုအကာအကွယ်ပေးနေတဲ့ပူးပေါင်းလှုပ်ဆောင်နေတဲ့ကိစ္စတွေပေါ်မှာလည်းထပ်တိုးအရေးယူမှုရှိတယ်အဲ့လိုအရေးယူမှုလုပ်လာမဲ့နောက်တစ်ဆင့်ကလည်းစစ်ကောင်စီအတွက်ကအထိနာဖို့ကိစ္စရှိပါတယ်ဒီလိုမျိုးလေးရှိတယ်အဲ့တော့နိုင်ငံရေးရာတော့အခုချိန်မှာအရန်ရှုပ်ထွေးနေတယ်အမေရိကန်ဆိုရင်အမေရိကန်ပြည်တွင်းရေးကလည်းရှုပ်ထွေးနေတယ်အမေရိကန်မှာ ICE ဖွဲ့ကနေပြီးတော့မှခုနပေါ့နော်ဒီပြည်သူတွေပေါ်မှာဒီအရေးယူမှုလုပ်တဲ့ကိစ္စတွေမှာအရန်ကြမ်းလွန်းတဲ့အတွက်ကြောင့်နိုင်ငံအနှံ့မှာဆိုသလိုပဲဆန္ဒပြမှုတွေဖြစ်နေသလိုဒါအီရန်ကိုတိုက်ခိုက်ဖို့ကိစ္စအတွက်ကလည်းသူတို့ကလည်းတကယ်ကိုနိုင်ပိုင်းရက်ပိုင်းအတွင်းမှာတိုက်တော့မလို့ပြင်နေတဲ့ကိစ္စတွေလည်းရှိတယ်တစ်ဖက်မှာလည်း Greenland ကိုကျူးကျော်ဖို့ကိစ္စနောက်ဥရောပနဲ့အမေရိကန်နဲ့ဂျာမန်ရှိတဲ့ပြဿနာအများကြီးပဲကမ္ဘာအရေးအရန်ရှုပ်ထွေးနေတယ်တစ်ဖက်မှာလည်းပဲခုနဂျပန်နဲ့တရုတ်နဲ့နော်အဆင်မပြေတဲ့ပြဿနာအဲ့လိုအများကြီးရဲ့ပြဿနာကြီးအများကြီးရှိပါတယ်အဲ့တော့ဘယ်လိုပဲရှိဒီကမ္ဘာပြဿနာတွေကလည်းသူတို့အကျိုးစီးပွားအတွက်သူတို့လုပ်နေကြတယ်လို့ကျွန်တော်တို့ကလည်းကမ္ဘာရဲ့ပြဿနာအနေထားပဲဖြစ်အာဆီယံရဲ့အခြေအနေပါပဲဖြစ်ကျွန်တော်တို့ကကျွန်တော်တို့တိုင်းပြည်နဲ့ဒေါ်လာရဲ့အကျိုးအတွက်အသုံးကျဖို့ပဲစဉ်းစားရမှာပါကျွန်တော်တို့စဉ်းစားရမှာဒီကျွန်တော်တို့အကျိုးအတွက်ပဲအဲ့တော့အမေရိကန်ကတရုတ်ကိုပဲနိုင်တယ်တရုတ်ကပဲအမေရိကန်ကိုနိုင်တယ်ကျွန်တော်တို့နဲ့
ကျွန်တော်တို့နဲ့မပတ်သက်ဘူးကျွန်တော်တို့နဲ့ပတ်သက်တာကကျွန်တော်တို့အကျိုးစီးပွားအတွက်အကာအကွယ်ရဖို့မြန်မာနိုင်ငံအကျိုးစီးပွားတွေအသုံးချဖို့ပဲဖြစ်တယ်။ဘာကြောင့်လဲလို့ရှိရင်ကျွန်တော်တို့ကစစ်တပ်ပဲနိုင်ဒီမိုကရေစီတော်လှန်ရေးဘက်ကပဲနိုင်တရုတ်နိုင်ငံသူရှိနေမှာနော်သူနေမှာသူကအင်အားကြီးများကြီးနေမှာပဲအဲ့တော့ကြီးနေရပြသူ့ရဲ့သူနဲ့ပတ်သက်ပြီးကျွန်တော်တို့ကဟိုအခါတိုင်းပြောသလိုတရုတ်မုံဒီရေလားတရုတ်မမုံနဲ့တရုတ်မဖားနဲ့တရုတ်မကြောက်နဲ့ဆိုတဲ့မူဝါဒကိုပဲကျွန်တော်ကဆက်ပြီးသွားနေရမှာဟာဖြစ်တယ်เนาะအဲ့လိုဆက်သွားပြီးနေရဖြစ်တယ်ဘာလို့ तू ကသူ့လို့မှာ तू အကျိုးစီးပွားအတွက် तू ကလှုပ်သွားမှာပဲကျွန်တော်တို့ကလည်းဟုတ်လားဘယ်လိုပဲဖြစ်ဖြစ်ကိုယ့်နိုင်ငံအကျိုးစီးပွားအတွက်အကျိုးရှိအောင်ဘယ်နိုင်ငံနဲ့မဆိုကိုယ့်နိုင်ငံအကျိုးရှိအောင်ဆက်ဆံတတ်ဖို့ဒါလေးအဓိကအရေးကြီးတယ်ဒီနေ့ဆိုလို့ရှိရင်လည်းဒီတိုင်းပဲကမ္ဘာကြီးရဲ့ trend ကကိုယ့်နိုင်ငံအကျိုးစီးပွားအကျိုးရှိဖို့အတွက်ပဲတွားနေကြတာဖြစ်တယ်အဲ့တော့ကမ္ဘာနိုင်ငံကြီးကတော့เนาะဒီတိုင်းပဲအစိုးဆုံးအခြေအနေတွေမှာရှိနေတယ်အစိုးဆုံးအခြေအနေမှာရှိသလိုတချို့အစိုးရကနေအကောင့်ဖြစ်လာတဲ့ကိစ္စလေးတွေရှိပါတယ်အဲ့ဒါကဘာလဲဆိုလို့ရှိရင်ကုလသမဂ္ဂဆိုင်ရာပြဿနာပါကုလသမဂ္ဂကတော့တကယ်ကိုအသုံးမတည့်တဲ့အသုံးမကျတဲ့အဖွဲ့အစည်းတစ်ခုအဖြစ်နှစ်ပေါင်း5 60 90အတွင်းမှာကုလသမဂ္ဂရဲ့အရာရောက်မှုဟာကုလသမဂ္ဂကပေါ့နော်လုံးဝအလုံးမဖြစ်တဲ့အဖွဲ့အစည်းဖြစ်သွားတဲ့အခါမှာကုလသမဂ္ဂကိုအသစ်ပြင်ဖွဲ့ဖို့အတိုင်းတာကုလသမဂ္ဂပြတ်သုံးသွားဖို့အချိန်ကိုရောက်လာပါပြီเนาะဒါကတော့ခုနကကုလသမဂ္ဂကနေပြီးအမေရိကန်ထွက်လိုက်တဲ့ကိစ္စတွေဘာတွေကတော့ကုလသမဂ္ဂကိုအသစ်ပြန်ဖွဲ့စည်းဖို့ကုလသမဂ္ဂပြတ်သုံးသွားဖို့အတွက်အစိုးရအကောင့်လို့ကျွန်တော်တို့ကယူဆရမှာပေါ့လေเนาะအဲ့လိုအတိုင်းတာတော့ရှိပါတယ်အဲ့တော့ကုလသမဂ္ဂမှာဗီဒီယိုအာဏာကင်ဆွဲထားတဲ့လူတွေကနေပြီးလွှမ်းမိုးပြီးတော့မှတရားမျှတမှုတွေပျောက်ဆုံးနေတဲ့ကိစ္စတွေကလည်းနောက်ထပ်ပြီးအသစ်ဖွဲ့တဲ့အဖွဲ့မှာဗီဒီယိုအာဏာမပါတဲ့အနေအထားမျိုးတွေစ조사ဖို့ချမ်းခုနကဆင်းရဲသည်ဖြစ်စေချမ်းသာသည်ဖြစ်စေအင်အားကြီးဖြစ်စေအင်အားငယ်သည်ဖြစ်စေဓာတ်နုမျှတတဲ့အာဏာခွဲဝေမှုတွေရှိဖို့ဆိုတာလေကုလသမဂ္ဂကိုကျွန်တော်တို့ကအသစ်ပြန်လဲဖွဲ့စည်းဖို့လိုအပ်တယ်ပေါ့နော်ဒါကတော့ကမ္ဘာအရေးနဲ့ပတ်သက်တဲ့ကိစ္စပါအဲ့တော့ကျွန်တော်တို့မြန်မာအရေးအနေနဲ့ကတော့ဘာပဲဖြစ်ဖြစ်ကိုယ့်ရဲ့တိုင်းပြည်ရဲ့ကိုယ့်ရဲ့တော်လှန်ရေးအကျိုးစီးပွားအတွက်ပဲကျွန်တော်တို့အဓိကထားရမယ်အဲ့လိုအတိုင်းတာမျိုးမှာရှိပါတယ်အဲ့တော့လက်ရှိအတိုင်းတာရကျွန်တော်တို့ဒီစိတ်ဓာတ်မကျနဲ့ကျွန်တော်တို့ကဒီတော်လှန်ရေးရနိုင်ငွေနိုင်မှာခေါင်းဆောင်မှုနဲ့စီလုံးညီညွတ်မှုအားနည်းနေလို့ဖြစ်နေတဲ့ပြဿနာဖြစ်တယ်ခေါင်းဆောင်မှုကတော်တော်ကိုညံ့ဖျင်းပါတယ်ဘာကြောင့်လဲဆိုရင်ဟိုတချို့ကိစ္စတော်တော်များပေါ့ပြဿနာတစ်ခုကသေးနေတော့မှရှင်းပြရမယ်နော်ကြီးရဲ့ဥစ္စာကိုသေးအောင်သေးတဲ့ဥစ္စာကိုပပြအောင်ဖြစ်ရမယ်တချို့ကြီးထွားလာမဲ့ပြဿနာတွေကိုတခါတည်းဖြည့်ရှင်းပြဖို့လိုတယ်အဲ့လိုဖြည့်ရှင်းမပြဖဲနဲ့ပြဿနာတွေကကိုနဲ့မဆိုင်တယ်လို့ပေါ့လက်ရှိအစိုးရကလက်ရှိဒီ NUG အစိုးရဒီဘာပြဿနာဖြစ်သူနဲ့မဆိုင်တယ်လို့နေနေတဲ့အခါမှာတချို့မဖြစ်တဲ့ပြဿနာတွေပေါ့နော်ပြဿနာအသေးလေးတွေကြီးလာတဲ့ပြဿနာမျိုးတွေတွေ့ရတယ်အဲ့အခါကျတော့ဒါတွေကအားနည်းနေတဲ့ခေါင်းဆောင်မှုရဲ့အားနည်းနေတဲ့ပြဿနာတွေဖြစ်တယ်ဒါကြောင့်မလို့စူးစိညီမှုကိုမတိဆောက်နိုင်တဲ့အပြင်စူးစိညီမှုကပြိုကွဲသွားတဲ့အတိုင်းတာကိုတောင်မှကိုနဲ့မဆိုင်တယ်လို့နေနေတဲ့တာဝန်မဲ့မှုအတိုင်းတာတွေကတော်တော်ကြီးကိုစိတ်ပြတ်ဖို့ကောင်းတဲ့အတိုင်းတာမှာရှိပါတယ်ဒါနဲ့ပတ်သက်ပြီးတော့အဲ့တော့တော်လည်းပဲကျွန်တော်ပြောချင်တာကလက်ရှိ NUG ကိုထောက်ခံနေတဲ့လူလူကြီးကအယမ်းများနေပါသေးတယ်အဲ့လူလူကြီးကိုအဓိကပြောချင်တာတေချာပြန်လဲသုံးသပ်ပါဝေဖန်ထောက်ပြမှုတွေဒီဆွဆွဲပုတ်ခတ်နေတာမဟုတ်ပါဘူးတကယ်ဖြစ်ပြနေတဲ့အတိုင်းတာတွေကိုသာလျှင်ထောက်ပြနေတာဖြစ်ပြီးတော့မဖြစ်ပြတဲ့ဟာကိုမဟုတ်တာကိုအောက်တော့ပြီးဆွဆွဲနေကြတာမဟုတ်ပါဘူးဒါကျွန်တော်အပါဝင် NUG ကိုဝေဖန်ထောက်ပြတဲ့လူတွေအများကြီးပဲရှိပါတယ်အများကြီးပဲရှိလို့အဲ့ထောက်ပြမှုတွေကတော်တော်များများကမဟုတ်တာတွေကိုဆွဆွဲနေတာမဟုတ်ဘဲနဲ့တကယ်ဖြစ်ပြနေတာကိုထောက်ပြဒါကြောင့်လည်း NUG ထောက်ခံတဲ့လူတွေနဲ့တေချာသုံးသပ်တင်ပါတယ်နော် NUG ကိုပြုပြင်ပြောင်းလဲလာဖို့ NUG ရဲ့ဥဆောင်မှုကဒီတိုင်းဆက်သွားမယ်ဆိုရင် NUG ကိုယ်တိုင်ပြိုကွဲပျက်စီးသွားဖို့ကမဝေးတော့ဘူးဆိုတာတွေ့နေရတဲ့အတွက်ကြောင့်နော် NUG ထောက်ခံတဲ့လူတွေကတတိချာချာစဉ်းစားချင်းချင်းနဲ့နော်ကိုယုံကြည်တဲ့အဖွဲ့အစည်းကိုတတိချာချာထင်းချောင်းဖို့လိုမယ်လို့ကျွန်တော်ထင်ပါတယ်နော်အဲ့လိုမျိုးထင်တယ်အဲ့တော့လက်ရှိအတိုင်းတာကဒီစီမံခန့်ခွဲမှုနဲ့ဥဆောင်မှုကအရန်ကိုညံ့ဖျင်းတဲ့ကိစ္စတွေကိုကျွန်တော်တို့တွေ့ရတဲ့အတွက်ကြောင့်ဒီဥဆောင်မှုတိုင်းဆက်သွားနိုင်မယ်ဆိုလို့ရှိရင်တော့ခုနကတော့ဒီအနေထားကအဆင်မပြေပါဘူးဒါကြောင့်ကျွန်တော်တို့က CRPH ကိုလည်းဖျက်သိမ်းပြီးတော့လွတ်တော်အဖွဲ့အစည်းသစ်သို့မဟုတ်လွတ်တော်ကိုစားပြုအဖွဲ့အစည်းသစ်တစ်ခုပြီးပေါ်ပေါက်လာဖို့နဲ့ NUG ကိုလည်းဖျက်သိမ်းလိုက်ပြီးတော့မှဒီ NUG တဲ့ပို့ပြီးတော့ကျယ်ပြန့်တဲ့ NLD တွေမဟုတ်တဲ့နိုင်ငံရေးပါတီတွေမဟုတ်တဲ့တိုင်းရင်းသားနယ်ကเนาะတိုင်းရင်းသားတွေရဲ့เนาะEAO ပြည်နယ်တွေရဲ့เนาะရွေးချယ်ပေးလိုက်တဲ့လူတွေတော့ပူးပေါင်းပြီးတော့မှပုံမကျယ်ပြန့်တဲ့အစိုးရကြီးကိုပြောင်းလဲဖွဲ့စည်းဖို့အချိန်တင့်ပြီလို့ကျွန်တော်ကတော့
ပြောချင်ပါတယ်အဲ့လိုဖြစ်ဖို့အတွက်လဲဝိုင်းဝန်းပြီးတော့မှเนาะကျွန်တော်တို့ကเนาะဝိုင်းဝန်းပြီးတွန်းအားပေးကြပါဖိအားပေးကြပါအဲ့လိုဖိအားပေးပြီးတော့မှတကယ်နိုင်ငံရေးတကယ်လိုအပ်တဲ့နိုင်ငံရေးအပြောင်းအလဲကြီးကိုเนาะကျွန်တော်တို့ပူပေါင်းလှုပ်ဆောင်ပြီးတော့မှเนาะတစုတစည်းရဲ့ဖြစ်သောကျေပြန့်သောအဖွဲ့အစည်းနဲ့ဥဆောင်မယ်ဆိုရင်တော့ကျွန်တော်ကနိုင်ငံတကာထောက်ခံမှုတွေအတိအမှတ်ပြုမှုတွေအမြန်ဆုံးရရှိသွားမှာဖြစ်တယ်လို့ပြောရင်းနဲ့ဒီည live ကိုကျွန်တော်နှီးကုန်းချုပ်ပါတယ်အားလုံးကျမ်းမာချမ်းသာကြပါစေတိတ်မကြခင်မှာနောက်ထပ်ပြီးတော့လည်းပဲကျွန်တော်ရဲ့အကြံပြုမှုနဲ့သုံးသက်ချက်တွေကိုဆက်လက်ပြီးတော့ကျွန်တော်လွှင့်ပေးပါဦးမယ်တော်လန်ရေးကကြာဆုံးစရာအကြောင်းမရှိဘူးနိုင်ကိုနိုင်မှာဖြစ်တယ်เนาะအဲ့ဒါလေးကျွန်တော်ပြောချင်ပါတယ်